အခုလိုမျိုးအရင်ခက်စားနေတဲ့ဒီ ခုနှစ်ယောက်ဟာပတ်ဆက်အိတ်စာကောင်မလေးကိုပုံမှာငွေတွေကပ်ပြီးလမ်းသွားဝင်ဆက်ဖြစ်ပြင်ဆင်ခဲ့ကြတယ်ကောင်မလေးကအပေါ်ကနေဝစ်စင် Okay အဲ့တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုနိုင်ငံခြားဗီဒီယိုတွေမြန်မာစကားပြောဗီဒီယိုတွေနဲ့ရအောင်ကျွန်တော်တို့ဘယ်ကဗီဒီယိုယူရမလဲပြီးရင်ဘယ်လိုအတန်ထုတ်ရမလဲဆိုတာလေးကျွန်တော်ဒီဗီဒီယိုမှာပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့အခုလိုမျိုးနိုင်ငံခြားဗီဒီယိုတွေကိုဘယ်ကယူရမလဲဆိုလွယ်ပါတယ်ကျွန်တော်ဒီ YouTube ထဲပဲတက်ယူလို့ရပါတယ် YouTube ထဲကိုဝင်လိုက်ပါ YouTube ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာmovie record ဆိုပြီးရေးချလိုက်ပါနော် movie record ဆိုရေးချလိုက်ရင်အခုလိုနိုင်ငံခြားဗီဒီယိုတက်လာပဲအဲ့ဒီမှာကျွန်တော်တို့ဒီ short ဆိုတဲ့ထဲဝင်လိုက်short ဆိုတဲ့ထဲဝင်လိုက်ဒါဆိုရင်တော့ဒါစကားအတူလေးတွေပေါ့နော်10 minute 1 chin 2 minute အဲ့လို1 chin စကားလေးတွေတက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီစကားလေးတွေကိုကျွန်တော်ကိုကြိုက်တဲ့ဗီဒီယိုကို download ဆွဲမယ်ပေါ့နော်ကိုကြိုက်တဲ့ဗီဒီယိုပဲဗီဒီယို download ဆွဲခြင်းလဲအဲ့တော့ကျွန်တော်တို့ကိုကြိုက်တဲ့ဗီဒီယိုကိုနှိပ်လိုက်ပေါ့ဒီမှာအများကြီးရှိပါတယ်နော်အများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယို download ဆွဲမယ်ဆိုရင်ဒီဗီဒီယို Several giant pythons surrounded 3 people. ဒီဗီဒီယိုတွေကနိုင်ငံခြားတန်တဲ့ပြောတာဆိုတော့ကျွန်တော်တို့ကဒါမြန်မာတန်ထွက်အောင်ဒီမှာ share ခလုံးနှိပ်မယ်ပြီးရင် copy ယူမယ်နော်ဒီ link သူ့ရဲ့ link ကို copy ယူလိုက်မယ် YouTube ဗီဒီယိုဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီကောင်းအောင် download ဆွဲမယ်ဆိုရင်ဖုန်းထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က Snapchat software အဝါရောင်လေးနဲ့ဆွဲလို့ရပါတော့အဲ့တော့ဒီ Chrome ကနေဆွဲမယ်ဆိုလို့ရှိရင်လည်းရပါတယ် Chrome ကနေဆွဲမယ်ဆိုလို့ရှိရင် YouTube video download ဆိုရေးရှာလိုက်ရေးချလိုက်ရင်ဒီမှာဒီလိုလေးတက်လာပါတော့ဒီမှာ download ပြထားတဲ့ဒီ link လေးတွေကနေဝင်ပြီးလုပ်လို့ရတယ်ဒီမှာလည်းရှိပါနော်အများကြီးရှိတယ်အပေါ်တစ်ခုကပဲကျွန်တော်ဝင်လုပ်လိုက်မယ်အဲ့တော့အပေါ်တစ်ခုလည်းအဲ့ link နဲ့ဝင်လိုက်ပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့ကခုနကယူလာတဲ့ဒီ YouTube video ရဲ့ link ကိုဒီနေရာမှာထည့်ပေးရမယ်ပြီးရင် download နှိပ်လိုက်အဲ့လို download နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့အောက်မှာ download ခလောက်လေးတက်လာမယ်နော်ဒီမှာဆိုရင်58 second ပဲရှိတယ်အဲ့တော့ download ကိုဆွဲလိုက်မယ်download ဆွဲရမယ်ဆိုရင်ပထမဆုံးကြော်ညာတက်လာမယ်ပထမဆုံးချိန်ဆိုရင်ကြော်ညာတစ်ခါတက်လာမယ်ပြန်ဖြတ်လိုက်ပြီးရင် download နောက်တစ်ခါပြန်နှိပ်လိုက်တစ်ခါနှစ်ခါလောက်တက်တယ်ပေါ့နော်ဒါဆိုဒုတိယခေါက်ဒါဆိုပြန်နှိပ်လိုက်ဒါဆိုရင်ရပြီdownload ကိုနှိပ်လိုက်လို့ရှိရင်သူကဒီမှာကျွန်တော်တို့ဒီမှာ download ထဲဝင်သွားပြီပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီမှာ download ဗီဒီယိုဆွဲထားမယ်ဆွဲထားပွားပြီဆိုလို့ရှိရင်ဒီဗီဒီယိုကနေပြီးတော့ကျွန်တော်တို့အစာသားအရေးယူရမယ်ဒီဗီဒီယိုနောက်မှာပြောထားတဲ့စာသားကိုကျွန်တော်တို့ကဘယ်လိုရမလဲဆိုလို့ရှိရင်တော့ဒီမှာ YouTube transcript generator ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်okay အဲ့ဆိုရင်ဒီမှာလည်းအများကြီးရှိရပါတော့ okay အဲ့တော့ကျွန်တော်တို့ကဒီမှာကိုအဆင်ပြေတဲ့ဟာတစ်ခုရေးမယ်ကျွန်တော်ဒီဟာလေးယူလိုက်မယ်100 free online ဆိုတာလေးကျွန်တော်ဒါလေးတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီနေရာလေးမှာခုနယူလာတဲ့ link လေးကို paste ပြန်လုပ်ပြန်မယ်ပြန်ချပြီးလိုက်ပါနော် okay ပြီးရင်အောက်က generate transcript ဆိုတာနှိပ်လိုက်ဒီမှာအချို့ကြတော့ကျွန်တော်တို့ခါလေးကြားလို့ရှိရင်Gmail ကဝင်ခန်းတာရှိအဲ့ကျရင်ကိုဖုန်းနံပါတ်ရှိတဲ့ Gmail တခုနဲ့ဝင်လိုက်ဒီမှာကျွန်တော်တို့ကဒီမှာအင်္ဂလိပ်စာရေးတက်လာပြီပေါ့နော်ဒီမှာစာရေးဘယ်နှမိနစ်မှာပါပြောစာရေးတက်လာပြီဆိုရင်ဒီစာတွေကိုကျွန်တော်တို့ copy ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအပေါ်ကစာသားအချိန်ပါတဲ့ဟာဒီလိုအချိန်ပါတဲ့စာသားယူမှာဒါမှမဟုတ်အောက်ကအချိန်မပါတဲ့စာသားယူမှာကျွန်တော်အချိန်မပါတဲ့စာသားယူလိုက်မယ် okay copy ယူလိုက်မယ်နော် copy ယူလိုက်ပြီးဆိုရင်ဒါအင်္ဂလိပ်စာသားပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့ဒါမြန်မာစာပြောင်းဖို့အတွက်နောက်ထပ်ကျွန်တော်တို့တနေရာမှာထပ်ပြောင်းမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ Gemini နဲ့မှာတပြောင်းမယ်နော်Gemini ဒီ Google Gemini ပေါ့နော်ဒီမှာအားလုံးလုံးပို့ရတယ်Google Gemini နဲ့ဝင်လိုက် Google Gemini နဲ့ရောက်ပြီဆိုလို့ရှိရင်ခုနယူလာတဲ့စာသားတွေကိုဒီမှာကျွန်တော်တို့က page လုပ်လိုက်ပြီးနောက်အောက်ဆုံးကနေမြန်မာလိုပြန်ရေးပေးပါဆိုရေးပေးလိုက်အဲဒီအင်္ဂလိပ်စာသားရဲ့နောက်ကနေမြန်မာလိုတိကျစွာပြန်ရေးပေးပါဆိုပြီးတော့ဒါမြန်မာစာလေးထည့်ဒီနားလေးကခလုတ်လေးနှိပ်ပေးလိုက်ဒါကကျွန်တော်ဖုန်းထဲမှာလည်းအတူတူပဲလုပ်လို့ရတယ်နော်ဒါကျွန်တော်တို့ဖုန်းထဲမှာလည်းအတူတူပါပဲ okay ဒါဆိုလို့ရှိရင်ခုနကျွန်တော်ထည့်ထားတဲ့အင်္ဂလိပ်စာလေးကအခုဆိုရင်မြန်မာစာပြောင်းသွားပြီပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီမြန်မာစာတွေကိုကျွန်တော်ကအကောင်လုံးကို copy ယူလိုက် okay copy ယူလိုက်မယ်နော်copy ယူရဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီစာသားကိုအတန်ဖြစ်ပြောင်းမှာအတန်ဖြစ်ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ do နှစ်ခုရှိပါတယ်ပထမ do ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့အနေပါတော့Google Studio AI ပေါ့နော်ကျွန်တော်တို့မပြပေးမယ်ဗျGoogle Studio AI ဒီကောင်ဆိုလို့ရှိရင်လည်း Google AI Studio ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီထဲမှာအတန်ဖိုင်ပြောင်းလို့ရတဲ့နေရာတွေအများကြီးရှိပါတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်နေရာနဲ့သွားမလဲဆိုလို့ရှိရင်ဒီမှာပေါ့နော် Master Storyteller ဒီကောင်နဲ့သွားလိုက်ရတယ်ဒီ Patient Teacher နဲ့သွားလိုက်ရတယ်ကျွန်တော်အများစုကတော့ဒီကောင်နဲ့လည်းသွားကြရပါတော့ဒီ Master Storyteller ထဲမှာကျွန်တော်တို့ကဒီစာသားဖြတ်လိုက်ပါနော်ဒီစာသားဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်ဒီနေရာမှာခုနယူလာတဲ့စာသားကိုပေါ့ကျွန်တော်ယူလာတဲ့စာမြန်မာစာသားတွေမှာထည့်လိုက်ထည့်ပွားရင်ဒီနေရာမှာဒီဘက်အစုံဆုံးမှာပေါ့နော် speaker 1ဆိုတာရှိအဲ့ဒါလေးနှိပ်လိုက်ဒါဆိုရင်ဘယ်လိုအတန်နဲ့ပြောမှလဲကျွန်တော်အတန်ရွေးလို့ရပြီဗျဒီမှာ What sparks your interest နော်အတန်လေးဖွင့်ပြမယ်ယောက်ျားလေးတန်လားမိန်းကလေးတန်လား Ready to make something amazing? What's a skill you'd like
Ready to build something awesome? What kind of problem could we solve? Okay What kind of အဲ့မှာကိုကြိုက်တဲ့အတန်ယူလိုက်ပါနော်ယူလိုက်ဆိုလို့ရှိရင်ရပြီအဲ့ဒါပြောလို့ရှိရင်ကျွန်တော်တို့ဒီအောက်က run ဆိုတာလေးနှိပ်လိုက်ဒီအပေါ်မှာကျတော့ကျွန်တော်တို့ကဘလို့ပြောချင်တာလဲအတန်ကြည်ကြည်လေးပြောချင်တာလားအတန်တူတူလေးပြောချင်တာလားဒါတော့ကိုယ့်ဘာကိုရေးထည့်ပါနော်အင်္ဂလိပ်လိုရေးထည့်ပေးလိုက်ကဲအဲ့လိုပြီးရင်ကျွန်တော်တို့ဒီမှာ run ဆိုလေးနှိပ်လိုက်ရင်သူကဒီမှာအတန်ဖိုင်ရလာမှာအဲ့ကြရင်ကျွန်တော်တို့ကဒီမှာ download ခလုတ်လေးဒီ download ခလုတ်လေးနှိပ်လိုက်ဒါဆိုအတန်ဖိုင်ရပြီပေါ့နော်နောက်တဲ့တူတူကိုကကြတော့ကျွန်တော်တို့ TTS free ပေါ့နော်အဲဒီမှာကျွန်တော်ပြမယ်TTF free ဆိုရရ TTF free ကတော့ပုံကြီးအဆင်ပြေအဲ့ဒါလေးရပြီဆိုရင် TTF free ထဲကိုဝင်လိုက်အတက် speed ပေါ့နော်အပြီးရင်ဒီမှာ try ဆိုတာလေးနှိပ်လိုက် okay အဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီမှာကျတော့ကိုကုနဲ့ယူလိုက်စာသားလေးဒီမှာလေးတူတူပဲစာသားလေးထည့်လိုက်အဲ့စာသားလေးထည့်ပြီးနော်ကျွန်တော်တို့ဒီအောက်မှာဘာသာစကားရွေးရမယ်ဒီနေရာမှာဆိုရင် US ဖြစ်နေအဲ့တော့အဲ့နေရာမှာဆိုလို့ရှိရင် BU လို့ရေးလိုက်ပါနော်ကျွန်တော်ဒီမှာပြောင်းလိုက်မယ် BUအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာမိဆိုပြီးတက်လိုက်ပါနော်အဲ့ဘာမိဆိုရင်အတန်နှစ်တန်ရှိရနီလာအတန်လားဒါမှမဟုတ်တိဟအတန်လားရွေးလို့ရပါနော် အခုအသက်ရှင်နေတဲ့ဘဝဟာ okay အဲ့တော့ကိုကနီလာရွေးရင်မိန်းကလေးတန်ယောက်ျားလေးဆန်ဆိုရင်တိဟရွေးပြီးရင်အတန်အနေမြင့်လည်းဒီမှာချိန်လို့ရတယ်အတန်တုံးမြင့်လည်းကျွန်တော်တို့ဒီမှာချိန်လို့ရတယ်ကျွန်တော်တို့ပုံမှန်တိုင်းသွားလိုက်ရပါနော်အဲ့ဒါလေးပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ compass နောက်နှိပ်လိုက် okay ဒါဆိုလို့ရှိရင်ရပြီပါနော်အဲ့ဆိုအတန်ဖိုင်ရမယ်နောက်တစ်ခုကကြတော့သူကကျွန်တော်တို့ဒီမှာ900ပဲရစကလုံးရင်900ပဲရမယ် free လောက်ရပြောကြမှာသူဒီမှာအတန်ဖိုင်ပြောင်းနေပြီပေါ့နော်ကဲအဲ့တော့ကျွန်တော်ဒါလေးတစ်ချက်ဖွင့်ပြမယ်ဗျ အေယာမစပါအုံမွေကြီးအချို့သည်လူသုံးဦးကိုဝိုင်းရံထားပြီးတိုက်ခိုက်ရန်ပါဆက်များကိုဟာထားကြသည်ထိုစဉ်ရုတ်တရက်တော့ okay အဲ့တော့ဒီကောင်ကျတော့ဒါဂျာလေးတန်နဲ့ထုတ်လိုက်တာပေါ့နော်သူကစာလုံး900ပဲရဆိုတော့ကိုကစာလုံးများတယ်ဆိုလို့ရှိရင်အပိုက်အပိုက်ခွဲပြီးတော့ဒီမှာလွှတ်လို့ရပါတယ်ပြီးရင်ဒါလေးနှိပ်ပြီးတော့ကျွန်တော်တို့ download ဒီအောက်မှာ download ခလုတ်လေးနှိပ်ပြီး download ဆွဲလို့ရပါနော်အဲ့တော့ကျွန်တော်တို့ဒီကနေအတန်ဖိုင်ရလာပြီပေါ့အဲ့လိုအတန်ဖိုင်ရလာပြီဆိုလို့ရှိရင်ခုနကကျွန်တော်ပထမဆွဲထားတဲ့ video file နဲ့အခုရလာတဲ့အတန်ဖိုင်နဲ့ကိုပေါ့ကို CapCut ဒါမှမဟုတ်ဒီအခြား video software ဒီမှာတွားပြီးတော့ video edit လုပ်တဲ့ software မှာတွားပြီးတော့ဒီကျွန်တော်တို့နောက် AI နောက်ခံစကားပြောအတန်နဲ့ကျွန်တော်ဒါ AI စကားပြော video တွေဖန်တီးလို့ရပါပြီဒါတော့ကိုကြတဲ့ video download ဆွဲပြီးတော့အခုလိုနေနဲ့ဒါဖန်တီးလို့ရတဲ့ဆိုကြောင်းလေးပြပြရဖြစ်ပါတယ်အဲ့တော့ဒီ video မှာတော့ဒီလောက်ပါပဲနောက် video မှာဆိုလို့ရှိရင်တော့ဒီကျွန်တော် AI နဲ့ပြုလုပ်တဲ့ဒီ recap video တွေကိုနောက်ထပ် software တစ်ခုနဲ့အလွယ်တကူလုပ်လို့ရတဲ့နည်းလမ်းလေးကိုထပ်ပြီးတော့ပြပြမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်က video ဘယ်ကယူမလဲဆိုတာရယ်နောက်တစ်ခုကဒီအဲ့ဒီ video ကလာတဲ့စာသားကိုအတန်ဖိုင်ဘယ်လိုပြောင်းလဲဆိုတာရယ်ကိုပြပြရဖြစ်ပါတယ်အဲ့တော့လိုအပ်တာလေးသိလို့ချင်တာရှိလို့ရှိရင်တော့ကျွန်တော် comment မှာမှန်ထားခဲ့ပေးခဲ့ပါဒါလေးကတော့ကျွန်တော်အချိန်များတဲ့ကြာလုပ်ပေးရ video တွေဖြစ်ကြောင်းအဆင်မပြေမှုတွေအများကြီးရှိပါတယ် okay အဲ့တော့ဒါလေးကိုပဲလာပြီးတော့မျှဝေပြပါတယ်ဒီကောင်လေးကတော့အောက်မှာ plan တွေရှိရဝယ်လို့ရရင်ဝယ်မယ်ဆိုလို့ရှင်တော့အများကြီးရပါတော့ဒါကတော့ကျွန်တော် free solution တော့ဒီကောင်တော့နည်းနည်းပဲရဖြစ်ပါတယ် free ရတာတွေကိုဒါပြပြီးတော့ဖြစ်ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်ပြီးဆုံတွေ့ကြမယ်ဗျ